အောင်စိတ်နှင့်အောင်နီအဆွေတို့လူတိုင်း၌အောင်စိတ်ရှိ၏အဆွေတို့ကိုယ်တိုင်၌ကင်းအောင်နေသောထိုအောင်စိတ်ကိုအကယ်၍အဆွေတို့သည်အောင်နီးတည်ပါလျင်ဤကဘာတွင်ဧကရေမင်းဖြစ်နိုင်၏အဆွေတို့အောင်စိတ်အောင်နီးကိုလုံးဝတည်အောင်အပေသို့ပြုမိနီလူဤစိတ်သည်လွန်စွာတကိုးကြီးကြောင်းလောကကြီးတစ်ခုလုံး၏အခြေအနေကိုမြင်သဖြင့်တည်လောက်ပေသည်အဘယ်အထက်တကိုးကြီးသည်ဟူသောအကြောင်းကိုသိလိုပါကစဉ်းစားရအချက်မှာလောကတိုက်တစ်ခုလုံး၌လူသည်တကိုးအကြီးဆုံးသောအမြင့်မြတ်ဆုံးသောတတဝါဖြစ်၏ထိုအမြင့်ဆုံးသောတတဝါတို့၏ဘဝကိုရခြင်းစစ်စစ်မှာပင်တကိုးကြီးကြောင်းတည်ထင်ရှားဖြစ်လေသည်မြည်သူမဆိုတရိတ်ဆန်နှင့်မတူကွဲပြားခြားနားသောမိမိ၏တကိုးတတိအကြောင်းကိုစဉ်းစားမိလျင်သိမြင်နိုင်လေသည်စစ်စစ်မှာကတကိုးအားတကိုးတတိကြီးကတကိုးတတိကောင်းခြင်းများပင်ဖြစ်ကြလေရာရိုးရည်နေဖြစ်ရတကြောင်ပါ၍နေပြီဖြစ်ကတပြားတကြောင်တကိုးဤတကိုးမှန်တကိုးကိုတကိုးမှန်မသိကြပေငါသည်လွန်စွာထူးမြတ်သောတတဝါဖြစ်ပေတကားအသင်ချေအနန္တရေမြေလေတစ်ပင်သောတာဟူသည်မြရှိကုန်သဖြင့်ရှိကုန်သည်မြသောမြင်နိုင်သောတတဝါမမြင်ကောင်းသောတတဝါမမြင်နိုင်လောက်အောင်သေးငယ်သောတတဝါတို့ဤအတွင်း၌ရှိကြကုန်သောအသေးဆုံးသောတတဝါတွေတွေ့တဆက်ရေတဆက်၌ရှိသောတတဝါထို့မြလောက်များပြားသောတတဝါတို့ဤအစုအဝေးအန္တဝါပြင်ကျင်တာမပါမဝင်သမုတ်တရားကမ်းခြေ၌ကောင်းကင်မှကြသောမိုးဆက်ရေကလေးတစ်စက်လောက်ကဲ့သို့သေးငယ်သောမနုဿလူအ ਨੇ စုလျွေးစင်တဲမှာအံ့ဩသောနည်းဖြင့်ကန်ဆွတ်မိ၍လောညံဆွတ်မိ၍လောမသေးရပါဝင်၍နေသောငါသည်အတိုင်းမတိထူးမြတ်လှပေသည်တကားအလွန်တရာမှအဖိုးတန်ပါကလားမရွေမတွက်နိုင်သောမြေမုံတုံး၌အကြား၌ထူးထူးခြားခြားဖြစ်ပေါ်၍နေသောစိန်ကြောင့်ယေသနာမြမကငါဤထူးခြားခြင်းသည်အစအပြန်မရွေမတွက်နိုင်အောင်ပုံမို၍ကြီးကျယ်လှပေသည်တကားအာယာလန်တီပေါခြင်းသည်ငါလူဖြစ်၍လာခြင်းနှင့်စားလျင်ဘာမှမဟုတ်ပါကလား BA IA အောင်ရခြင်းသည်လူဖြစ်ခြင်းနှင့်စားသောအသေးအဖွဲကလေးမျှသာဖြစ်သည်တကားငါသည်အစမ်းကောင်းသောတတဝါဖြစ်သည်တထေးဖြစ်ခြင်းမင်းဖြစ်ခြင်းလူဖြစ်ခြင်းနှင့်စားလျင်ဘာမှမပြောပါတော့သောအရာမဟုတ်ပါကလားငါသည်မြတ်သောတတဝါပေပါတကားထိုမြောက်လောက်မြတ်သောတတဝါမှာအမှန်တန်ဖိုးကြီးသောတတဝါဖြစ်၏ငါသည်လူဖြစ်၏ငါသည်အစွမ်းကောင်းသောတတဝါဖြစ်၏လောကမှာလူဖြစ်ရခြင်းလောက်ဘယ်အရာမှမခက်ငါသည်ဘာမဆိုလိုချင်လျင်ဖြစ်အောင်ဆောင်နိုင်သောတတိတကူနှင့်ပြည့်စုံ၏ငါလှုပ်ချင်သမျှငါဖြင့်ချင်သမျှဖြစ်မြောက်အောင်မြင်အောင်တတိရှိ၏ငါ၌ရှိ၏ဟူသောအချက်ကိုအလက်သည့်အခါတိုင်းထင်အောင်မြင်အောင်စိတ်၌ပိုင်နိုင်အောင်တွေးဆကြံစားရမည်ဆင်ခြင်ရမည်ထိပေါက်သောသူရဲ့သို့တကြွဝမ်းသာနေရမည်ကြိုးကန်းနေရမှာတင်သည်ကောင်း၍လာလျင်အဘဲမြဝမ်းသာမည်နီယခုအသင်ကောင်း၍နေသူဖြစ်ပါလျက်အဘဲအတွက်အသင်အားငယ်ပါသည်ထောင်၌အကျဉ်းခံရနေသူတို့လွတ်ရလာလျင်အဘယ်မျှအားတက်ဝမ်းသာမည်နီအသင်မှာယခုလွတ်လပ်စွာနေရပါလျက်အဘယ်အတွက်အားငယ်ရပါသည်အသင်တကိုးကြီးကြောင်းအားငယ်ရန်စိတ်ပြည့်ရန်အကြောင်းလုံးလောက်စွာမရှိကြောင်းကိုထိုနည်းဖြင့်အမဲဆင်ခြင်ပါလိစိတ်ပြည့်အားငယ်သောစိတ်ပေါ်ပေါက်လာသည့်အခါတိုင်းဤကဲ့သို့တွေးပါလိအောင်မြန်လန်းပေါ်အောင်လုံနီထိုကဲ့သို့စင်ကျင်ဖန်များတဲ့အခါတင်ဤအစမ်းတတိတကိုးများကိုအသင်ပုံမူယုံကြည်၍လာလိမ့်မယ်ထို့သို့အားကိုယုံကြည်ရန်လာသောအခါအသင်ဤတကိုးတတိသည်ပုံမထင်ရှား၍လာလိမ့်မည်အသင်လောက်ကံကြံစေသမျှအဆဆအရာရာဖြစ်မြောက်အောင်မြောင်လန်းတွေအထောက်ပံ့တွေအလိုလိုပေါ်လာလိမ့်မယ်ငါလှုပ်လျင်ဖြစ်တာပဲငါကြံလျင်ဖြစ်တာပဲငါကြံလျင်ဖြစ်မြောက်တာပဲငါလိုချင်လျင်ရတာပဲဟူသောယုံကြည်စိတ်တစ်ခုသာမပြတ်မလက်ရှိရမယ်
ဖြစ်ပါမလားနေရာမှကြပါမလားမဟန်ပါဘူးထင်ပါရဲ့လေဟိုသောစိတ်မျိုးကိုဘယ်အခါမှလက်မခံပါနဲ့နှုတ်ကလည်းမပြောပါနဲ့ဤတို့ညညူတက်သူတို့ဤမပေါင်းလေနှင့်စိတ်ပြက်အားငယ်သောစိတ်သည်ပျက်စိဖြစ်၏ထို့စိတ်ပြက်လွှမ်းမိုးသူတို့မှာမကြည်ပါသူတွေမအောင်မြင်သူတွေဖြစ်ကြ၍ဖြစ်စေအောင်စိတ်ယုံကြည်စိတ်အမြဲရှိလျက်မျောလင့်ခြင်းသည်ဟူသောနေရောင်၌ကွမြူးသောသူသည်ကြံတိန်အောင်၍စံတိုင်းမြောက်သူဖြစ်လေ၏ငါသည်အောင်စိတ်ဖြစ်ပေသည်အမြဲအားငယ်သောသူ၏စိတ်သည်မောင်စိတ်ပြက်စိတ်ဖြစ်လေရာလုံသမျှဖြစ်သမျှမှာမနုဿလူတို့၌ရှိရင်းဖြစ်သောစိတ်တကိုးသည်မပါရှိသဖြင့်အပြက်သည်အမြဲရှိဆောင်နေလေသည်ဤကအတွေ့စကားအထင်စကားမြမိသူမှငြင်းပြမဟုတ်သောကြောင့်ချမ်း၍ပြောသောစကားတကယ်ယုံကြည်စိတ်ချပါလေထိုစိတ်သည်ပြုပြင်ရာ၏ထက်မြက်သောအောင်စိတ်ဖြစ်စိတ်ကိုအမြဲဆောင်သူတို့မှာမတော်တဆအကြောင်းတစုံတစ်ခုခုကြောင့်စိတ်ပြောင်းကပြက်စိတ်ဘက်သို့ရောက်တက်လေသည်ထိုအခါတောက်လျှောက်အပြက်တွေတဲ့နာတွေ့ရပေမည်အမြဲပြက်စိတ်လမ်းမိုးသူတို့မှာလည်းအကြောင်းတစ်ခုကြောင့်အောင်စိတ်ဘက်သို့ရောက်ခါကြံသမျှအပေါက်လန်းတက်လေသည်အောင်စိတ်ရအောင်ရှာသည်အတင်းဤစိတ်ကိုတေချာစစ်ဆေးပါငါဤစိတ်သည်အောင်စိတ်မျိုးလားပြက်စိတ်မျိုးလားဟုသိအောင်ရှာပါပြက်စိတ်ဖြစ်ချေကအောင်စိတ်ဖြစ်လျောင်စိတ်အနေထားကိုပြုပြင်ရမယ်ထို့အခါတလားကိုတရင်အတွင်းတင်ဤထူးခြားလာသည်ကိုဧကန်တွေ့ရှိရပါလိမ့်မည်လက်ဖွဲ့အင်အားကိုယုံကြည်အားကို၍တခုခုကိုလောက်ကင်သူများသည်အောင်မြင်တတ်သည်မှာအားကိုခြင်းကြောင့်အောင်စိတ်ကိုရသဖြင့်အောင်မြင်ခြင်းဖြစ်ကြလေသည်လူတစ်ယောက်မှာဖဲကစားရာမှာအမြဲရှုံး၏၎င်းမှာအစာအုပ်၌ကံအားလျော်ဆောင်နှစ်လက်သုံးလက်ရှုံး၍၎င်း၏မိတ်ဆွေများကရော၎င်းကုန်တန်ကရောဒီလူမှာဖဲနှင့်အကျိုးမပေးသူလက်နှင့်ကိုင်းပြီးလျင်မကောင်းသောဖဲသာဖြစ်တတ်၏ဟုသောအစွဲတစ်ခုပေါ်ရလာသည်ထို့နောက်ထိုလူမှာအမြဲရှုံးလေ၏၎င်းသည်ကစားနည်းများကိုအထွေးကြမ်းကျွသူဖြစ်ပါလျက်ထိုကဲ့သို့ရှုံးလေရာ၎င်း၏လက်သည်အရှုံးလက်ဖြစ်သည်ဟုအများကပြောကြလေသည်၎င်းကိုယ်တိုင်ကလည်းကစားဝိုင်း၌ထိုင်သည့်အခါတိုင်းငါတော့ရှုံးမှာပဲဟုစိတ်ဆွဲထားလေရှိသည်၎င်းမှာစာရေးဆရာဖြစ်ရာဖဲကစားခြင်းကိုအားလက်ခြင်းအပြင်းဖြေခြင်းအနေဖြင့်ဆွဲရည်ကစားသူဖြစ်လေ၏၎င်း၏အမည်မှာဝီတလင်းဟုခေါ်ရာအခြားသူများကရှုံးတဲ့အခါ၌ပင်ရှုံးသူ၏လက်ကိုဝီတလင်း၏လက်ဟုခေါ်ကြလေသည်တို့ဖြစ်ရလေအရှုံးစိတ်၏စိတ်တကိုးသည်စိတ်တကိုးအရှိန်သည်ဝီတလင်း၏တယောက်တည်းကိုယ်တိုင်စိတ်၏တကိုးမဟုတ်အခြားအပေါင်းဖော်များကပါကူညီ၍၎င်းအားအရှုံးစိတ်တကိုးဖြင့်နှိမ်နှင်းကြသလိုဖြစ်၍နေလေသည်တနေ့တနေ့မိတ်ဆွေတယောက်ကဝီတလင်းနဲ့စကားပြောရာအတွင်ထိုအကြောင်းကိုဆက်မိ၍စကားဆက်မိသဖြင့်၎င်း၏မိတ်ဆွေမှလည်း psychology ကျမ်းကိုဖတ်ဖို့သူဖြစ်ရာငါမှာ Red Indian တိုင်းသားတယောက်ကအဆောင်တစ်ခုပေးထားတာရှိတယ်ငါဖဲကစားရာမှာအဲ့ဒီအဆောင်ကိုအသုံးပြုလို့ကိုယ်တိုင်သိရတာပဲ6လက်မှာ9လက်နိုင်တယ်အလောင်းစားအကြီးကျယ်မလုပ်ပါနဲ့ဆိုတဲ့ဂရီကိုတော့ထားရလိမ့်မယ်ဟူပြောကဝီတလင်းကထို့အဆောင်ကိုတောင်းလေလျင်မိတ်ဆွေကဝီတလင်းကိုအိမ်သို့ခေါ်သွားပြီးတော့ငွေတက်တာကလေးတစ်ခုထဲ၌မိမိသိမ်းထားသောတရုတ်ပြည်ကရရှိတယ်။ကြောင်စိမ်းငကားရုပ်ကလေးလက်တန်းလောက်ကလေးကို၎င်းအားပေးလေ၏။တို့ပေးယုံသားမကဝီတလင်းနှင့်ကစားသူတို့သည်ကလည်းမိမိအဆောင်စွမ်းကြောင်းပြောရိုက်ပြတာဖြစ်ဝီတလင်းနှင့်ကစားသူများ၏စိတ်၌ဝီတလင်းရှုံးခဲ့သည်မှာအတော်လဲကြာခဲ့ပြီးယနေ့တော့နိုင်မဲနှင့်အတူညီတောင်းများနှင့်ကြုံတွေ့ရမယ်လက္ခဏာပဲဟုချက်ချင်းပြောကြလေသည်ပြောသည့်အတိုင်းလဲဝီတလင်းနိုင်လိုက်မယ်ဟုတွေးထင်ကြဟန်ရှိလေ၏အကြောင်းမူကားထိုနေ့၌ဝီတလင်းမှအချိန်တိုင်းဖဲကားကိုကြည့်၍ရာနေလေသည်နောက်မှအဆောင်ပေးသူကဝီတလင်းအားစိတ်ပညာအကြောင်းကိုပြောရေးပြပြီးတော့ထို့ရုပ်မှအဆောင်မဟုတ်တရုတ်ပြည်ကိုရောက်စဉ်ကအထိမ့်မဲ့အဖြစ်မိမိယူရလာသောအလကားရုပ်ဖြစ်ကြောင်းပြောရေးပြရာဝီတလင်းအားစိတ်အားပြုပြင်ဖို့တတိပေးလေ၏ဤသို့တတိပေးသဖြင့်ဝီတလင်း၏စိတ်ကိုပြုပြင်လိုက်ရာ
အဆောင်မရှိဘဲနဲ့လည်းအရှုံးမပြတော့သည့်ဖြစ်ကြောင်းကိုတွေ့ရှိရလေ၏ထိုစိတ်သည်ဖြစ်မည်အောင်မည်ဟုမျှော်လင့်သောစိတ်ဖြစ်ရာ၎င်းစိတ်ထက်သန်သလောက်အကျိုးပေးတန်လေသည်ကြီးပွားသူတို့၏စိတ်လောက၌ကြီးပွားအောင်မြင်သူတို့နှင့်မကြီးပွားအောင်မြင်သူတို့မကြီးပွားမအောင်မြင်သူတို့မှာစိတ်ထားပုံချင်းမတူခြားနာကြလေသည်အောင်မြင်သူတို့မှာအောင်စိတ်ရှိသဖြင့်ကြီးပွားကြ၏မအောင်မြင်သူတို့မှာစိတ်သည်နှိမ့်ကျ၍သာနေတတ်လေသည်အောင်မြင်ကြီးပွားသူတို့မှာအစံရဲရဲစွန့်စား၏ငါတိမ်တိမ်ငယ်ငယ်လူစားမဟုတ်ကြီးပွားသောသူ၏အစိုးအဝေးကလေး၌ငါပါဝင်မည်ဟုသောယုံကြည်စိတ်အမြဲရှိလေသည်စွန့်စားသူရဲရဲသူတို့မှာမသေးရွှေထီတေမီကြီးဟုသောစကားကိုပင်ပြောတော်လဲမိမိတို့ကိုတေလိမ့်မည်ဟုမထင်တတ်ကြပေရွှေထီးဆောင်ရမည်ဟုသာအထင်အမြင်သာလျင်ပုံမလွန်ကဲသူများဖြစ်ကြလေ၏တေမီကြီးဟုသောအထင်အမြင်ကြီးအားကြီးကတကယ်စွန့်ဝဲကြသည်မဟုတ်ပေထိုစိတ်ကြီးအားထိုစိတ်အားမကြီးခြင်းကြောင့်သာစွန့်ရဲကြလေသည်အင်္ဂလိပ်ကျောင်း၌10 တန်းအောင်သူ2 ယောက်ရှိရာတယောက်ကဆရာဝန်ဖြစ်ရသွား၏သို့မဟုတ်အင်ဂျင်နီယာဖြစ်သွား၏တယောက်ကလစာ90စာစရေးပကြီးသားဖြစ်၏ထို2 ယောက်စိတ်ထားပုံချင်းမူလကပင်ခြားနာလျက်တအိုးနှင့်တအိုးမှာအထက်ကျသဖြင့်အမြင့်ကိုရောက်လေသည်အလွန်ချစ်သောတငယ်ချင်း2 ယောက်သည်အပေအခါမှမခွဲခွာသောကျောင်းနေပဲတငယ်ချင်းဖြစ်ကြ၏အတန်းချင်းလဲတူအလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့တိုင်ပင်ပြောဆိုကြရမှာတယောက်နဲ့တယောက်မင်းကောင်းစားလျင်ငါ့ကိုမိမာလားဟုသောစကားကိုပြော၏တယောက်ကငါကြီးပွားရင်မင်းကိုငါကြီးမယ်အနည်းဆုံးမြို့အုပ်ဖြစ်ရင်မင်းစေးကောင်းတော့ဖြစ်မှာပဲဟုပြော၏ထိုတငယ်ချင်းနှင့်2 ယောက်အနက်မှာတယောက်ကကြောက်တိုးစရာဖြစ်၍နေသည်ကြောက်တိုးစရာမှာမင်းကြီးပွားလျင်ငါ့ကိုမေ့မာလားဟုမေးသူဖြစ်၏မြို့အုပ်စရင်ဝင်သူမှာငါမင်းကိုဘယ်တော့မှမမေ့ဘူးဟုပြောသူဖြစ်လေသည်၎င်းတို့2 ယောက်မှာ9 တန်းအောင်သူများဖြစ်ပြီးတော့ပညာချင်းတူရုံသာမကဘူးကြောက်တိုးစရာလုပ်သူမှာကျောင်းနေစဉ်အခါကပို၍ပင်ညံကောင်းသူဖြစ်၍စာပေအရေးသား၌၎င်းဗဟုတုတများ၌လည်းကြောက်တိုးအလုံးမှာစေဝါဘတ်နှင့်နီးစပ်သဖြင့်စေဝါကျန်းတစောင်းရေးသူဖြစ်လေသည်ဤနည်းဖြင့်လူတို့၏စိတ်နေသဘောထားခြားနာတတ်သည်မှာကျင်းမြင့်သည့်လူများမှာလူမှန်းသည့်တဲ့အခါကြီးစိတ်ဝင်လျက်တွေးကြံလောက်ကံသမျှမှာအမြင့်ကိုမှန်းတက်ယုံသာမကဘူးမှန်းတဲ့အတန်လဲပေါက်ရောက်နိုင်ကြကိုယုံကြည်ကြလေရှိသည်အထက်ကိုလှမ်းသောစိတ်လောကရဆရာကြီးအက်ဒီဆင်သည်ငယ်စဉ်အခါကသတင်းစာရောင်းရ၌ဓာတ်များကိုစမ်းသပ်ခဲ့၏နေရာထိုင်ခင်းများမရှိသဖြင့်သတင်းစာကိုတနေရာမှတနေရာမိရထားနှင့်သွားလာရမှာကပ်ပိုနှင့်အကျန်းတဝင်လုပ်ပြီးတော့ကတ်တွဲမှာဓာတ်များကိုစမ်းသပ်ရာနေရာရအောင်ကြံခဲ့လေသည်၎င်း၏စိတ်၌ဆင်းရဲတော်လဲကပ်ပိုတယောက်လူကိုတငယ်ချင်းတယောက်လိုသဘောထားနိုင်သောတတိရှိလျာကြီးမြတ်လိုသောစိတ်အထက်ကိုလှမ်းလိုသောစိတ်သည်ဝမ်းတွင်းပါဖြစ်ခဲ့သည်ထိုများလောက်ဆင်ဆဲရဲကြက်တဲနေခဲ့ရတဲ့အခါမှာတများကိုစမ်းသပ်ခဲ့သည့်တနေ့တနေ့မိမိကိုယ်ဓာတ်စရာကြီးဖြစ်မှာပဲဟုဆွဲမှတ်ယုံကြည်သောစိတ်ထက်သန်စွာကြည်လင်စွာရှိခြင်းကြောင့်ဖြစ်လေသည်ကြည်လင်ခြင်းဆိုသည်မှာမိမိဖြစ်လိုသောအရာကိုကင်းကော့မြင်ခြင်းကိုဆိုလိုသည်မိမိကိုယ်တိုင်အဘယ်ကဲ့သို့သောအခြေအနေကိုရောက်အောင်လုပ်မည်ဟုတဲကွယ်မထင်မမြင်စမ်းတဝါပြည့်နေခြင်းကအဘယ်အခြေအနေကိုမှရောက်မည်မဟုတ်တခုခုသောအခြေအနေကိုတည်တည်ချာမြင်လျက်မရောက်မပေါက်နိုင်ဟုမနေဘူးငါရောက်အောင်လုပ်မည်ဟုသောစိတ်ကိုထားသူတို့မှရောက်နိုင်ကြောင်းတေချာစွာယုံကြည်သားသူများပင်ဖြစ်ကြ၏မယုံကြည်လျင်ဆွေးမြဲစွာကြံမည်မဟုတ်ပေဘရင်သမီးကိုရလိမ့်မယ်ဟုမိသူမှမယုံမိသူမှမကြံကြပေအတက်တစ်ခုခုကိုရှာစာပေတယုံအတန်းအောင်ယုံနှင့်အလောက်ကန်ရရှိနိုင်သောခေတ်သည်အဆုံးသို့ရောက်လေပြီယခုခေတ်၌ကျောင်းဆောင်မွဲကိုအောင်သည်ဖြစ်စေမအောင်သည်ဖြစ်စေအသုံးဝင်သောတက်ပညာတစ်ခုခုကိုထိထိဟဲရောက်တက်မှကြီးပါနိုင်လေသည်အဘယ်အတက်ကိုသင်ပြီးအဘယ်အခြေအနေကိုငါရောက်မည်ဟုကြည်လင်စွာ
ထီမြင်၍ပေါက်ရောက်အောင်ကြံကြလျင်နီလဲကိုရအောင်ပေါက်ရောက်နိုင်လေသည်ငါမှာကြည့်ရှုကူညီမဲ့လူလည်းမရှိပညာသင်ကြားရန်စိတ်အိတ်လည်းမရှိထမင်းစားမှစားစရာမရှိငါဘာမှပေါက်ရောက်အောင်လုပ်နိုင်မည်မဟုတ်ဟုတွေးလျင်ဘာမှဖြစ်မည်မဟုတ်ပေအဘဲမြောင်ပင်စီးရဲခက်ခဲစေကမူတခုခုသောအချိန်တွေကိုတကယ်ရောက်ခြင်းစိတ်ရှိလျက်ရောက်ဖို့နီလန်းကိုလည်းရမည်ဟုယုံကြည်စွာရှာကြံခြေကတနည်းနည်းဖြင့်ကြမ်းကြမ်းဖက်ဖက်နီလန်းပေါ်ရပေသည်နီလန်းဧကန်ပေါ်မှာပဲဟုပေါ်လျင်ကအမိတွယ်မီအဘယ်နီလန်းမဆိုငါမငြင်းဘူးနီလန်းလဲပေါ်လာရမှာပဲဟုယုံကြည်သောစိတ်ကိုထားပြီးတော့နီလန်းကိုရှာကြံဖို့သာလို၏လူဆန်းလျင်နတ်မာသည်ဟုသောစကားကိုယုံရမည်ပကြီးစရာဖြစ်ခြင်းသူသည်နောက်မှဖြစ်ပါမလားဟုသောစိတ်ကိုမထားနှင့်လက်နှင့်ကရိယာမရှိဟုစိတ်မပြတ်ဇရာမပြနီးမကျဆရာမရှိဟုစင်ကြယ်မမြောင်ပြင်တောင်ကြားမှမိသည်ဖြစ်စာဤရွေ၏၎င်းစိတ်၌ပကြီးစရာဖြစ်လေ၏စာရေးဆရာဖြစ်မဲ့သူကလည်းဆရာမရှာမိမိဘာသာဖြစ်၍နေ၏၎င်း၏စိတ်၌ရေးစရာမရှာပေအလီဇန်ဒါဒူမာစီသောကောင်အော်မွန်တီခရက်စတိုဝီထူနာပါစထရီထောင်တွင်သို့ကျနေသောအဖိုးကြီးသည်လက်နက်ကရိယာမပါဘဲနှင့်နေတိုင်းစားရသောထောင်စာမှရသောမုတ်ကိုကော်ဖြစ်စေလျက်ရှဲအင်းကြီးစုပ်တွေကိုလိမ့်တုပ်ကာစက်ကူတစ်မျိုးဖြစ်အောင်လုပ်၏ထောင်ဟင်းမှရသောအယိုးအရင်ကိုကလောင်ဖြစ်အောင်လုပ်၏ထောင်မီးတိုင်ကြခိုးမှမြင့်ဖြစ်အောင်လုပ်၏ထို့နောက်ရာဇဝင်ကျမ်းကြီးတစ်စောင်လုံးကိုအလုရေးလေသည်ဤကားဝတ္ထုဖြစ်ပေ၏ဝေဖန်ချက်တို့တော်လဲအလေဆန်ဒါဒိုမာသည်ဆန္ဒရှိကနီလန်ပြကြောင်းတည်ပြခြင်းဖြစ်ရာ၎င်း၏စိတ်ကူးညံသည်မဖြစ်နိုင်သောအကြံကိုကြံသောစိတ်ကူးညံမဟုတ်ပေအီဂျစ်ပြည်ပြူရမစ်ကြောင့်အထိမ်းအမှတ်အင်္ဂလန်ပြည်စတုန်းတန်းလို့ခေါ်တဲ့ကြောင်များပြည့်သောအစာအုပ်များ၌၎င်းတို့မြင်သောအရာစက်ကရိယာလက်နက်အင်အားမရှိသောရှေ့လူကြီးများအဘယ်နည်းဖြင့်ဤများလောက်သောကြီးကျယ်သောအရာကိုလှုပ်ပါသည်နည်းဟုနီလန်းရှာကြံ၍မရပေရှေ့လူကြီးများသည်ကဖြစ်မြောက်အောင်လှုပ်ဖို့ရန်ဆန္ဒစွမ်းကြောင့်နီလန်းကိုရကြလေသည်လူမာကရှိသောတကိုးသည်အံ့ဖွယ်သောအရာဖြစ်တို့အရာတို့ကိုဖြစ်မြောက်စေနိုင်၏အခါများစွာနှများကအကြံပေးသည်ဟုမှတ်ထင်ရလောက်အောင်ထူးဆန်းလေသည်ခက်ခဲသောအလုပ်တစ်ခုခုနှင့်တွေ့သည့်အခါ၌ထိုအခက်အခဲကိုတကယ်နိုင်အောင်ဖြိုမြည်ဟုသောစိတ်ရှိလျက်နီလန်းပေါ်ရလိမ့်မည်ဟုသောယုံကြည်ကထိထိရောက်နီလန်းကိုတောင်းတလျက်တနည်းနည်းဖြင့်ပေါ်ပေါက်လာရ၏တနည်းနည်းဆိုသည်မှာတစုံတယောက်ဤတော်၎င်းလာ၍ပြော၏အိမ်မက်တော်၎င်းမရ၏ရုတ်တရက်တမီးရောင်လက်ကလေးတို့ဝင်းကနေတော်၎င်းစိတ်ကူးညံနှင့်ပေါ်လာရပေသည်စကားတစ်လုံးမိတ်ရည်နေသည်ဖြင့်တတိယအောင်အရေးတကြီးကြံတော်လဲပါဆက်ဖျားကလေးတွင်ပါဘာသာဒီစကားပါလိမ့်မလဲဒီနာမည်ဘယ်ကိုရောက်နေပါလိမ့်မလဲစသဖြင့်တွေးကြံလျင်စိတ်အားထက်သန်စွာဒေါမှန်နှင့်ကြံလေဝေးလေမိတော်မလိုလိုနဲ့ပေါ်တော့မလိုလိုနဲ့ပျောက်တက်လေသည်ထိုကဲ့သို့မရှာမကြံမဲနဲ့စိတ်ကိုမတင်ပဲပေါ်လာမှာကိုပဲတကယ်စိတ်ချကအေးနေလျင်အလိုလိုပေါ်လာတတ်လေသည်ထုံနည်းအတိုင်းယုံကြည်စိတ်ချစွာလောက်ကိုင်းခြင်းသည်အန်ကျိတ်ကလက်တီးလယုံတန်းရုပ်အရန်ရှာကြံခြင်းထက်သာ၍မမြဲလွယ်မြောက်လေသည်ဖြစ်မြောက်လေသည်စိတ်၌တစုံတရာကိုလိုချင်တောင်းတလျင်ရမှာပဲဟုယုံကြည်ုံသာမဟုတ်ပဲဉာဏ်မျက်စိနှင့်လိုချင်သောအရာကိုထင်မြင်အောင်ရှု၍သာ၍လွယ်ကူလေသည်စိတ်ဆွဲခြင်းကြောင့်မိမတယောက်သည်ကက်စတလော့တစ်ခုကိုမြင်ရသောမော်တော်ကားကိုလွန်စွာလိုချင်သောကြောင့်ထိုကားရုပ်ပုံကိုကကြေးနှင့်ညှက်ပြီးတော့မိမိထိုင်နေကြစပွဲပုံမှာစက်ကူအမာပေါ်၌ကပ်၍ထောင်ထားလေသည်ထိုကားကိုနေ့စဉ်ကြည့်ကာငါတနေ့တော့ဒီကားကိုရအောင်လုပ်မည်ဟုသောဆွဲလန်းယုံကြည်လျက်နေရာမှနောက်ဆုံးမှာထိုကားဤတံကိုမျက်စိမှိတ်ကအကုန်အစင်ပေါ်အောင်ထင်မြင်နိုင်လေသည်3 လမကြာမီထိုကားလေးစီးသောယောက်ျားတစ်ယောက်နှင့်တွေ့ပြီးရှစ်ကြဲကြရာဖူးစာဘက်ဖြစ်ကြောင်းဤကားသည်တက်တည်ဖြစ်သည်ဟုစိတ်ချလောက်သောအနေသို့ရောက်ရည်နေလေသည်မကြာမီ၎င်းကောင်းနှင့်တူပင်စုံတွဲထွဲကာနေစဉ်သွားကြလေသည်ကားကုန်တောင်းတရုံနှင့်ရုပ်ကြားပါရခြင်းဖြစ်လေသည်
နီလန်နှင့်အလုတ်ထင်မြင်နှင့်တကောလောက၌ဖြစ်နိုင်သောအရာမဖြစ်နိုင်သောအရာဟု၍ရှိ၏အာယလန်ထီထိုး၍ဤနည်းမျိုးဖြင့်ပေါက်မည်ဟုမဆိုနိုင်ပေတလောကလုံးတစ်ကမ္ဘာလုံးမှာရှိတဲ့ထီထိုးသူတို့ရဲ့စိတ်တွင်ရှိကြလေသည်အခြားအကြောင်းအရာလည်းများစွာရှိဝရိယထုတ်၍အလုတ်ကိုလုပ်လျင်ဝရိယအကျိုးကိုခံစားရမည်ဟုသောစကားသည်လည်းမငြင်းနိုင်သောစကားဖြစ်၏သို့တော်လည်းဝရိယထုတ်၍လုပ်ပြီးတည်ဆုံးသူအကြောင်းတစုံတရာကြောင့်မတော်တဆအလွဲလဲအချော်ချော်ဖြစ်ခြင်းလည်းရှိနိုင်လေသည်ဤလောကသည်မမြင်နိုင်သောဆက်ကြိုးတွေရှုပ်ပွေနေသောလောကဖြစ်သည်နီလန်တစ်ခုသည်အဘဲမျှပင်ဟုတ်မှန်တော်လဲအခမ်းမသိလျင်အခါများရှိတတ်ခြင်းကြောင့်ထိုနီလန်ကိုမဟုတ်မမှန်နည်းဟုလည်းမဆိုနိုင်ပါဘူးကြီးပွားအောင်မြင်လိုသူမှာယုံကြည်သောစိတ်ထက်သန်သောစိတ်ဖြစ်ဖို့တည်သည့်အခြေအနေကိုကြည်လင်စွာမြင်သောစိတ်နှင့်လှုပ်ဖို့သာလို၏ဖြစ်မည်မဖြစ်မည်ကိုလည်းကြောင်းကြပိုပင်တွေးခေါ်၍နေပေနေရမဟုတ်ပေဘာကိုဘလို့စ၍ဘလို့လုပ်ရမည်ဟုသောအလိုလိုမြင်လျက်လမ်းပေါ်တွင်လာပေလိမ့်မယ်လူ၌ရှိသမျှသောအရာတို့သည်အမွှေးတစ်ချောင်းမကျန်အသုံးကြသည်အထင်အမြင်ပေါက်ခြင်းသည်အသုံးအကျဆုံးအစွမ်းဖြစ်သောလက်နက်ဖြစ်သည်မိတုကအစာဥကိုစောက်လုပ်မည်ရှိသည့်အခါစိတ်၌အထင်အမြင်နှင့်စောက်လုပ်ပြီးဖြစ်လေသည်ပရိသတ်နှင့်ဖြစ်ခြင်း၌ပင်လည်းစိတ်၏အထင်အမြင်ပရိသတ်ကိုတရေသားကိုထိခိုက်လျက်ရုပ်အသွင်အစင်အယောင်ပြပနိုင်လေရာတစုံတစ်ခုကိုထက်သန်ကြည်လင်စွာလိုချင်သောဆန္ဒနှင့်အထင်အမြင်ပေါက်ခြင်းယုံကြည်ခြင်းအပြည့်အပများစွာလွေကူသောအလုံများ၌အပေအတွက်မဖြစ်နောက်နိုင်ပါနေနီလွေကူခြင်းသည်ဆိုခြင်းမှာအထူးပြရန်မလိုပေလောက၌မိမိကဲ့သို့သောလူတွေဖြစ်မြောက်အောင်မြင်၍နေကြခြင်းကိုကြည့်၍နေဖို့သာလို၏ကိန်းသည်ဖြစ်နိုင်သောအရာများမှု၎င်းတို့သည်ဖြစ်မြောက်နိုင်ကြ၏ငါပါလို့မဖြစ်ရမှလဲယုံကြည်ဖို့သာရှိ၏